တူရာဒီဘွားလေးခဏလေးရက်ပြီးတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါဘာလို့လဲဆိုတော့2026ခုနှစ်ကျန်တဲ့ကာလတွေမှာကညမာကတင်းအတွက် surprise တစ်ခုပြီးတစ်ခုပေးလာတော့မှာမို့လို့ပါပထမဆုံး surprise အနေနဲ့တင်းရဲ့ခြေရင်းနဲ့ပတ်သက်ပြီးတော့စနေဂျိုကြီးကစောင့်ကြည့်စစ်ဆေးနေပါတယ်ဒါကဘာကိုဆိုလိုတာလဲဆိုတော့သတိထားပါတင်းဖေးနာကလူတချို့တင်းအရန်ယုံကြည်ရပါတယ်ဆိုတဲ့ဆက်ဆံရေးတချို့ဂျိုတီရဲ့ပြတ်တောက်သွားနိုင်ပါတယ်တင်းကိုတကယ်မချစ်တဲ့သူတွေအထုအယောင်တွေတင်းဘွားတွေကနေပြီးတော့ surprise အနေနဲ့အကြီးအပိုင်းဖောက်ခွာသွားရမယ့်အချိန်ရောက်ပါပြီ surprise ဆိုပြီးတော့တန်းသွားပြီလားမလန့်ပါနဲ့ဟုတ်ဒီလိုအစိအတောက်တွေထွက်သွားတာကတင်းအတွက်ဒုတိယ surprise အနေနဲ့ကံကောင်းခြင်းတွေဝင်လာဖို့နေရာထည့်ပေးလိုက်ရတာပါခိုင်မာတဲ့ဆက်ဆံရေးရှိရသူတွေဆိုလို့ရှိရင်ဒီနှစ်ကုန်မှာလက်ထက်တဲ့အထိအတီးတကျချစ်သွားပါလိမ့်မယ်ဒီတဲ့ပုံမိုတဲ့သတင်းတစ်ခုကရှိပါသေးတယ်မေလာနဲ့ဇွန်လာတွေဟာတင်းရဲ့ကယ်ရီယာအလုပ်အကင်ပိုင်းမှာရွှေထွက်မဲ့လာတွေဖြစ်ပါတယ်အထက်လူကြီးတွေကတင့်ကိုမျက်စိချလာမယ်ယာရူတိုတာ project အကြီးကြီးတွေလောက်ကန်ရတာမျိုးတွေတေချာပေါ့ကြုံလာရပါလိမ့်မယ်အထူးသဖြင့်ဇွန်လ21ရက်ဝန်းကျင်မှာတင်ဘောတစ်ခုလုံးကိုမြင့်တက်သွားစေမယ်အလုပ်အကင်ဆုံးဖြတ်ချက်ကြီးတစ်ခုတင်ချမှတ်ရပါလိမ့်မယ်ဒါပေမဲ့ဇူတိုင်လပြောရင်တော့အလုပ်ကြီးပဲကောင်းငုံပြီးတော့လုံးမနေပါနဲ့အပြင်ထွက်ပါတင်ဘောကိုကူညီညှင့်နေပေးမယ် VIP တွေမိတ်ဆွေကောင်းတွေနဲ့စုံတွေ့ရမယ့်အချိန်ဖြစ်ပါတယ်ဗရီထားပါနောက်ထပ် surprise တစ်ခုလာပါအောင်မယ်အတိတ်ကဇလန်ဟောင်းတွေပြန်ပြီးတော့စတတ်ပါတယ်မေ့နေပြီဖြစ်တဲ့အကြီးစားဟောင်းတွေလူဟောင်းတွေတင့်ကိုပြန်ပြီးတော့ဆက်သွယ်လာတတ်ပါတယ်စိတ်ကစားခြင်းစရာဆက်ရှုပ်ပေးစရာတွေကြုံလာနိုင်တာမို့ဒီကာလမှာတော့ဘိုဖာတာကိုအေးအေးဆေးဆေးအနားယူပြီးတော့ခတ်ခွာနေထိုင်တာကအကောင်းဆုံးပဲဖြစ်ပါတယ်စက်တင်ဘာလတင်းရဲ့ဝေးလာတွေစတင်ပြီဆိုတာနဲ့တင်းကိုယ်တိုင်စွန့်အင်တွေအမြင့်ဆုံးကိုရောက်သွားပါပြီနေကျက်တာနားကျက်တာတွေကြောင့်မို့လို့ရုပ်တရက်ပြောင်းလဲတွေဖြစ်လာနိုင်ပေမဲ့တင်းဟာကိုလိုချင်မှုအဖြစ်နဲ့ရင်ဆိုင်နိုင်မှာဖြစ်ပါတယ်အော်တိုဘာလကြောက်ရင်တော့အောက်ကြကျိုးရဲ့ကျေးဇူးကြောင့်ငွေတွေဒလဟောဝင်လာဖို့ရှိပါတယ်ဝင်ငွေတိုးစီမဲ့လမ်းသစ်တွေတွေ့ပါမယ်ဒါပေမဲ့ဒီထားမှာကတူရာဒီဘွားတွေရဲ့ထုံးစံတိုင်းအလားပါနဲ့ဇင်ခံပစ္စည်းတွေမှာငွေသုံးချမ်းတာကိုတော့နည်းနည်းထိန်းထားပါဦးနိုဝင်ဘာလမှာအင်တာဗျူးတွေစာချုပ်သစ်တွေအောင်မြင်စွာချုပ်ဆိုနိုင်ပြီးရင်တော့နှစ်ကုန်ပိုင်းဒီဇင်ဘာလရောက်လာပါပြီဒီဇင်ဘာလဟာတင့်ရဲ့မိသားစုအိမ်တွင်းရေးကိုအတိကအာရုံစိုက်ရမယ့်လဖြစ်သလိုအခြေရေးမှာယူမာလာပြက်မာလာဆိုတဲ့နောက်ဆုံးဆုံးဖြတ်ချက်ကြီးကိုပြည့်တသားချမှတ်ရမယ့်အချိန်ဖြစ်ပါတယ်ဒီ2026ဒုတိယနှစ်ဝက်မှာသူရာသီဘွားတွေအတွက်အတိကတော့ချက်ကတော့မှန်ကန်တဲ့လူတွေနဲ့ပေါင်းတင်မှာအစိတ်အတော့ဖြစ်စေတဲ့လူတွေကိုတော့တင်းဘွားတွေကနေပြည့်တသားဖယ်ထုတ်ပြစ်လိုက်ပါကဲလူရာသီဘွားလေးတို့ရေဒီ surprise တွေအကုန်လုံးကိုပြင်ဆိုင်မှုအစစ်နဲ့ဖြစ်ပြီလားအစင်သက်ဖြစ်ပြီဆိုလို့ရှိရင် comment မှာစင်သက်မယ်လို့ရေးပေးခဲ့ပါတခြားလူရာသီဘွားတင်ငယ်ချင်းတွေကိုလည်းဒီဗီဒီယိုလေးမြင်အောင်ကြားပေးလိုက်ပါအောင်နော်နောက်ထပ်ဗီဒီယိုခေါ်တဲ့နေတွေ့မြင်ရဖို့အတွက်ကျွန်တော်ကိုလည်း follow လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်